โอเคခဏလေးနားထောင်မယ်ဒီတစ်ခါရိုက်မဲ့ပုံစံကသတို့သမီးနဲ့သတို့သားကဒီတရားပေါ်မှာလက်တွဲပြီးတော့ပြေးလာမယ်နော်လက်တွဲပြီးတော့ဘာလုပ်မှာလဲပြေးလာမယ်လက်တွဲပြီးပြေးလာမယ်လက်တွဲပြီးပြေးလာမယ်ဆိုတော့ shutter speed ရဲ့အပါချာရဲ့ ISO ရဲ့အဲ့ဒီ၃မျိုးထဲမှာဇက်လိုက်ဘယ်လိုလဲဟဲ့ shutter speed ဘာဖြစ်လို့motion ဗလားရှိလို့ဟုတ်ပြီအဲ့တော့ပြေးလာမယ်ဆိုတော့ shutter speed နှိမ့်ရမလားမြန်မလားဘာလို့မလဲမြန်မယ်ဟုတ်ပြီ shutter speed မြန်မယ်ဆိုတော့တို့ပြေးလာတဲ့ shutter speed လေးကိုဘယ်လောက်ထားတင်လဲဘယ်လောက်ထားမလဲဟုတ်ပြီတို့ပြေးလာတဲ့အခြေအနေလေးက shutter speed 250ဆိုရင်လုံလောက်ပြီနော်အဲ့တော့ shutter speed က250ထားမယ်အဲ့တော့ဒီပုံက portrait အကြက်ရိုက်တာလားရှုခင်းနဲ့တွဲရိုက်တာလားရှုခင်းနဲ့တွဲတော့ဒေါကန် background ရှုခင်းကြီးဝါနေဖို့လိုလားပြတ်သားနေဖို့လိုလားဒါပဲနေရာတကာတိုင်းမှာ portrait မဟုတ်ဘူးဟုတ်ပြီလားလူကိုရိုက်တိုင်း portrait မဟုတ်ဘူးအဲ့တော့ရှုခင်းပါလာပြီဆိုတာနဲ့သူက landscape ပါလာပြီအဲ့တော့ landscape ပါလာပြီဆိုတာ background ကြီးဝါဖို့လိုလားလို့ background ပြတ်ချင်တာအဲ့တော့အပါချဘယ်လောက်ထားမှလဲဘယ်လောက်ထားမလဲဟုတ်ပြီ shutter speed က250အပါချက17 ISO ကတော့200ပဲเนาะဟုတ်ပြီအဲ့လိုသူတို့ကဘာလုပ်လာမှာလဲပြေးလာမှာဆိုတော့ single shooting တစ်ချက်ချင်းရိုက်တာကောင်းလား continuous shooting ဇက်တိုက်ရိုက်တာကောင်းလားဟုတ်ပြီအဲ့ဒါ shooting မှုမှာဘာကိုရွေးမှာ continuous shooting ကိုရွေးမယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီအခြေအနေမျိုးမှာအဲ့လို setting တွေချပြီးတော့ရိုက်ရမယ် okay composition ကတော့ကင်မရာတွေကိုအထောင်မြိုင်းနဲ့လှဲပြီးတော့ရိုက်မယ်เนาะလှဲပြီးတော့ရိုက်မယ်ကဲစမယ်အဲ့တော့တပီးတို့ကကြည့်နော်တို့သမီးနဲ့တို့သားလက်တွဲမယ်နော်လက်တွဲထားပြီးတော့ပြေးတဲ့ခါကျရင်နော်တယောက်နဲ့တယောက်မျက်နှာလေးတွေလှည့်ကြည့်လိုက်နော်ကျင်နာလိုက်ယူရလိုက်သဘောပေါက်လားဟုတ်နော်လှည့်ကြည့်လိုက်အပေါ်မောကြည့်လိုက်ဘေးကိုကြည့်လိုက်အဲ့လိုဟိုလုပ်ပြီးတော့တိုင်ပင်ကိုက်ပြီးတော့ပြေးလာမယ်ဟုတ်နော်ဟုတ်ပြီโอเคကဲဟုတ်ပြီနောက်က background check your background နဲ့ background ရဲ့နောက်မှာရှုပ်ပွေနေတဲ့အရာတွေကိုဖယ်ရှားရတယ်เนาะ check your background နဲ့เนาะကိုယ့်ရဲ့ဇက်ကောင်ကဘလောက်ပဲလှသူ့နောက်မှာရှိတဲ့ background တွေကကိုယ့်ရဲ့ဇက်ကောင်ရဲ့အလှကိုဖြစ်စည်းတတ်တယ်ဟိုမှာဒါကြောင့်မို့မှာထီးတွေပလုံးတွေနောက်ကပါနေတာတွေကိုဖယ်ရှားပေးတာဟုတ်ပြီเนาะအဲ့ဒါ composition ရ check your background လို့ခေါ်တယ်ဟေးနေတော့ပါလားโอเคဟုတ်ပြီပြေးတဲ့ခါမှာ action လေးထည့်ပြေးမယ်ကဲစပြီ1 2 3ပြေးလာတော့ဟုတ်ပြီကြည့်ညနာတွေရှေ့ကိုပဲကြည့်နေတယ်သွားပြီတစ်ခေါက်ပြန်ပြေးမကြိုက်သေးဘူးတစ်ခေါက်ပြန်ပြေးaction မပါသေးဘူးအခုတိုင်းလဲရိုက်သွားလက်တွဲပြီးသွားဟိုဒါနောက်လှည့်ကြည့်သားနှစ်ယောက်လုံးနောက်လှည့်ကြည့်သားအဲ့တိုင်းလေးပဲရိုက်အဲ့တိုင်းလေးနောက်ကိုလှည့်ကြည့်လိုက်မင်းတို့မှာโอเคโอเคမိုက်တယ် slow motion မိုက်တယ်ဟုတ်တယ်โอเคကဲဒီတစ်ခါ action မိမိလေးပြေးမယ်နော် action မိမိလေးနော်ဟိုဘက်လဲမယ်ဒီဘက်လဲမယ်ကြည့်မယ်နော်ဖားပါလေးကြောက်နောက်ကဟိုလေးတွေဇာပဝါလေးတွေဖားပါလေးကြောက်ကဲပြန်ပြေးမယ်1 2 3โอเค nice fella ပြကြည့်မယ်မြင်ရတာမဟုတ်ဘူးเนาะဟိုတည်းLCD တွေကနေဘူးလဲဆိုတော့ဘာမှမမြင်အောင်โอเคမိုက်တော့ဗောနော်ရှေ့ပြကြည့်လှဲအေးโอเคဒါဆိုရင် movie action ရသွားပြီကဲရှင်းပြီလားအဲ့ဒီလိုအခြေအနေမျိုးမှာအဲ့ဒီလို idea တွေချသုံးရတယ်ဟုတ်ပြီလားအေးโอเค